ဒါတော့မင်းနာမည်ဘယ်လိုလဲ ချက်ဖောင်း ချက်ဖောင်းတခြားနာမည်ရောရှိသေးလား အမေမူးတော့နာမည်ကငမောနောက်ကာလာကြီးလေးရသွားပြီးတော့ချက်ဖောင်းလို့ဆို ငမောကနေကာလိုက်ကြီးလေးရတာချက်ဖောက်တယ်ဘာမှမတိုင်ဟာနာမ တိုင်းပြီးတော့မင်းဘာပညာတွေတတ်မလဲ ကျွန်တော်ဟိုဖြူမှုဆောင်ထောင်တတ်ပါတယ်ကျွန်တော်တစ်တီတူပဲထောင်တတ်ပါတယ်ကိမိကောင်လည်းထောင်တတ်ပါတယ် ဟေးဘာလဲတော့ ဇုံးမတက်တယ်လို့ပြောတာ ငါမေးတာအဲ့ဒီပညာမဟုတ်ဘူးကွာအတန်းပညာဘယ်လောက်တတ်တယ်လဲမေးတာ ဟုတ်ကဲ့ကျွန်တော်သင်မုန်းကြည့်ခဲ့ပါတယ် ဘလူတက်နေ ကိုရင်လေး ဟာဘာလဲကွာဒါရဲ့ဟုတ်ဘာလို့ ဖုန်းပညာတက်တယ်လို့ပြောတာ ဖုန်းကြီးလာတက်တယ်တဲ့ ပေကြီးဆက်သက်တော့အောင်ခဲ့ပါ စက်တက်တော့ပါကွာဘယ်ကတက်တော့ကတိုးလား ဒီကြီးစကားပြော ထားပါခင်ဗျာထားပါဟုတ်ဘာလဲပြောတယ်ချက်ဖောင်းအတွက်ကိုတို့လုပ်ငန်းထဲမှာတင့်တော်တဲ့လုပ်ငန်းတွေအောင်ပေးထားတယ် ဟုတ်ကဲ့ဆရာ နော် ဟုတ်ကဲ့ ခင်ဗျာခဏတော့ဟုတ်မင်းခေါ်လာတဲ့အတွက်မင်းတန်းလေးမှာမင်းအိပ်ရတယ်မှာချက်ဖောင်းလိုက်လို့တခါလည်းအိပ် ဗျာဟင်ဟုတ်ကဲ့ဆရာ